ဖះချီးမြှောက်ခြင်းတဲ့အခါမှာတတိထားသင်ကိုချီးမြှောက်ခြင်းတဲ့အခါမှာသင်မနိုင်ဘူးလို့ထင်တဲ့အရာကိုဖះသခင်လှုပ်ခိုင်းတယ်သင်ကိုဖះချီးမြှောက်ခြင်းပြီးဆိုရင်မနိုင်ဝန်ထမ်းခိုင်းတယ်ပေါ့ဗျာအဲ့လိုပဲပြောကြပါစို့ငါသိမကြားသေးတယ်ဟဲ့ဖះသခင်သင်ကို level တစ်ခုတင်ပြီးတော့ချီးမြှောက်ခြင်းပြီးသင်ရဲ့နာမည်ကိုသင်ရဲ့နာမကိုဖះကြီးမြတ်စေခြင်းနဲ့ချီးမြှောက်ခြင်းနေပြီဆိုရင်သင်ကိုမနိုင်ဝန်ထမ်းခိုင်းတယ်အဲ့ဒါကိုသင်ကဘာဖြစ်လို့မနိုင်ဝန်ထားရတာလဲဆိုတော့သင်ဖះကိုသွားပြီးတော့မှ complaint တက်လို့မရဘူးသင်တို့သိမကြောက်သိမကြားသေးဘူးဘာကြောင့်မကြားတာလဲဆိုတော့သင်တို့သဘောသိမပေါက်သေးလို့ပြောပြခါလီမှာကိုယ့်ကိုဖះပေးလိုက်တာကောင်းကြီးကိုကောင်းကြီးမှမသိပဲနဲ့တခါလေဘာထင်တတ်လဲဆိုတော့ငါဒုက္ခလို့ထင်တတ်တယ်ကျွန်တော်တို့အတွက်အင်မတန်မှကြီးမားတဲ့ပြဿနာလို့ထင်တဲ့အရာတွေအားလုံးကဘုရားခင်ရှိမှာဘာမဟုတ်ဘူးဆိုတာကိုသင်တို့သိဖို့အရင်ရည်ကြည့်တယ်ဘုရားအသင်ကိုချီးမြှောက်ခြင်းပြီးဆိုရင်တင့်ကိုတင်ထင်ထားတဲ့ငါဒါကိုမလုံနိုင်ဘူးလို့ထင်ထားတဲ့ဟာကိုဘုရားပေးလုပ်လိုက်တယ်အာမင်အဲ့ကမှသင်ဘာဖြစ်လဲဆိုတဲ့ခါမှာဘာလို့ငါဒါကြီးကိုပေးတွေ့ရတာလဲငါ့ကိုဘာလို့ဒါကြီးပေးတွေ့ရလဲငါကြမှာဘာဖြစ်လို့ဒါကြီးလှုပ်ရတာလဲဆိုရ complaint မတက်မိစေနဲ့ဘုရားကတင့်ကိုချီးမြှောက်တော့မယ်ဆိုရင်အမြဲတမ်းသင်ရဲ့ life မှာသင်မလုံနိုင်ဘူးဆိုတဲ့အရာကိုလှုပ်ဖို့ရန်တော့ဘုရားကအခွင့်ပေးတတ်တယ်အဲ့ဒီအချိန်မှာသင်ပြောရမယ့်အရာတစ်ခုပဲရှိတယ်ငါ့ကိုခွားနေပြည့်စုံစေတော်မူသောခရစ်တော်အပြင်ခါသိမ်းတော်မူကိုငါတက်ဆွမ်းနိုင်တယ်လို့သင်ပြောဖို့အရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖြစ်တတ်တာအဲ့ဒီဟာမထွက်ပဲနဲ့ဘာထွက်လဲဆိုတော့ငါလှုပ်လို့မဖြစ်လာရင်ဘယ်လိုလှုပ်မလဲငါလှုပ်လို့မရရင်ငါအချက်တွေကွဲတော့မှာပဲဆိုတဲ့အတွေးခေါ်ဝင်လာခြင်းကသင်အတွက်ဆုံးရှုံးစေတတ်တယ်သင်ကိုဆုံးရှုံးစေတဲ့တတိထားအဲ့ဒီခါမှာဘာလုပ်လဲဆိုတော့သင်ကအဲ့လိုမျိုးကြီးမားတဲ့အရာဖြစ်လာရင်သင်စစ်ကူတောင်းတတ်တယ်ငါတို့မလုံနိုင်တဲ့အတွက်ကြောင့်ဘာလားမသိဖះပေးထားတဲ့အရာတစ်ခုကိုသင်ကိုပေးထားတဲ့အတွက်ကြောင့်သူများနဲ့ share လုပ်တာဖះမကြိုက်ဘူးသင်နဲ့ဆိုင်တဲ့အရာသင်ပဲယူရတာ business မှာတော့ share ရှိမယ်ဝิญဉ်ရမှာ share မရှိဘူးဖះသင်ကိုပေးထားတဲ့နေရာသင်မဲတာလက်ပွေရဒီမှာတစ်ချမ်းနောက်လူတယောက်မှာနောက်တစ်ချမ်းမရှိဘူးဒါကိုယ်မှာပဲရှိတယ်ခါလေးမှာကြည့်ဖះပေးထားပြီးသားကြီးကိုဘာလုပ်လဲသူ့ကိုပေးထားပြီးသားယူဒကိုပေးထားပြီးသားကြီးကိုရှီမောင်ကိုသွားပြီးတော့မှသူဘာသွားလုပ်လဲလိုက်ခဲ့တယ်ဘာဖြစ်လို့ तू အဲ့လိုခေါ်တာလဲသိလား तू မနိုင်ဘူးထင်လို့သူတယောက်တည်းမနိုင်ဘူးထင်လို့ဖယားသခင်လုတ်ခိုင်းတဲ့အရာငါကမင်းကိုမနိုင်တဲ့ဝန်ဘယ်တော့မထမ်းခိုင်းလို့ပြောတယ်ဖယားမနိုင်ဝန်ထမ်းခိုင်းတာမဟုတ်ဘူးနိုင်တာတိလို့ထမ်းခိုင်းတာကိုကမနိုင်ဘူးလို့ထင်ထားတာကို you can do it